မင်္ဂလာပါရှင်။ဩဂတ်စ်လ3ရက်နေ့အတွက်မြို့ရဲ့ညစဉ်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်မကတော့မမြင်မို့ပါ။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့တရားစခန်းသွားရာကကားဒရိုင်ဘာကိုချစ်ကျွမ်းဝင်ပြီးအိမ်မော်ခေါ်တင်မိရာကတူနဲ့ထူကလူရက်ခံရမှုဖြစ်ပွားတဲ့သတင်း။ရေဘေးသင့်ပြည်သူတို့ရဲ့စိတ်ထားအွန်လိုင်းမှာချီကျူးခံနေရတဲ့သတင်းဝက်လက်မြို့နယ်ကမုံဆိုးချုံရွာမကျေးရွာမှာစပားရောက်လာတဲ့ငွေကိုဓမြတိုက်ကလူကိုလည်းတနက်နဲ့ပြစ်ခတ်သွားတဲ့တဲ့နေပြည်တော်မှာဆိုင်ကယ်ကိုရှောင်ရာကကားတစ်စီးတိမ်ပေါက်ပြီးကားပေါ်ပါလူတွေစိုးရိမ်ရဒဏ်ရာရတဲ့တဲ့KTV သွားဖို့ငွေလို့ဆိုင်ကယ်ငှားရင်မောင်းကိုတက်ကဆိုင်ကယ်ကိုလူယူရောင်းစားတဲ့လူငယ်3ဦးကိုဖမ်းဆီးရမိတဲ့တဲ့နေပြည်တော်လဲဝေးကလူငယ်တို့မိခင်ကဆေးဝယ်ကိုင်းလို့သွားရာကပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့တဲ့မော်စကိုကစားတောက်ဆိုင်တစ်ဆိုင်နီးမှာလက်လုံပုံပောက်ကွဲမှုကြောင့်အနည်းဆုံးလူ3ဦးသေဆုံးပြီး22ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တရားစခန်းသွားရာကကားဒရိုင်ဘာကိုချစ်ကျွမ်းဝင်ပြီးအိမ်မော်ခေါ်တင်မိရာကတူနဲ့ထူကလူရက်ခံရမှုဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းတောင်ကလာပါမြို့နယ်မှာမိခင်ဖြစ်သူတရားစခန်းသားရာကချစ်ကျွမ်းဝင်လာခဲ့တဲ့ကားဒရိုင်ဘာကိုအိမ်ပေါ်ခေါ်သိမ်းမိရာကမိသားစုဝင်တွေကိုချင်းချောက်ကတူးနဲ့ထူရိုက်ပြီးတံမိုးကြီးပစ္စည်းတွေလူရက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ31ရက်နေ့ကတောင်ကလာပါမြို့နယ်73ရပ်ကွက်အနော်မာတစ်လန်းရှိနေအိမ်တအိမ်မှာမိခင်ဖြစ်သူဒေါ်ဖြူဖြူလင်းနဲ့ခင်မင်းရင်းနှီးကျွမ်းဝင်နေသူကားဒရိုင်ဘာအမျိုးသားတို့ကညအိလာရောက်တဲ့ခုခဲ့ရာကအခုလိုဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့သိရပါတယ်။ညလာအိတ်နေတဲ့အမျိုးသားနဲ့သူတို့အမေရာချစ်သူတွေပေါ့မနက်၈ခွဲလောက်မှာအဟစ်တန်တွေကြားလို့သူ့တူမနဲ့တမီကအခန်းထဲဝင်တော့သူတို့မေကိုတူးနဲ့ထူပြီးရှေ့ရဲတွေယူနေတာအဲ့ဒါနဲ့တူမနဲ့တမီကိုပါဟိုလူကတုံးနဲ့ထူတာအမေကလည်းအသက်46နှစ်ရှိပြီးမိန်းကလေးတွေကြီးပဲနေတဲ့အိမ်ကိုသစင်းယောက်ျားခေါ်တင်တာအတော်လွန်တယ်လို့ဒေသခံတို့ကဝေဖန်ပြောဆိုပါတယ်ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရမိခင်ဖြစ်သူဒေါ်ဖြူဖြူလင်း46နှစ်ဟာတရားစခန်းသွားရာကနေရင်မောင်းဖြစ်သူမင်းခန့်ကိုခေါ်မင်းခန့်32နှစ်နဲ့ချစ်ကြိုက်ညီစွန်းခဲ့တာဖြစ်ပြီးမင်းခန့်ကိုဟာအခင်းဖြစ်ပွားရာနေရင်ကိုမကြာခဏလာရောက်အိတ်လေးရှိတယ်လို့လည်းသိရပါတယ်။တူနဲ့ထူရိုက်ခံရမှုကြောင့်မိခင်ဖြစ်သူဒေါ်ဖြူဖြူလင်းမှာဦးခေါင်းနောက်စိတ်ထူရိုက်ဒဏ်ရာ2ချက်စိုးရင်ရသမီးဖြစ်သူမှာရဘက်ကောင်းပေါက်ပြဲဒဏ်ရာ1ချက်တူမဖြစ်သူမှာဦးခေါင်းပေါက်ပြဲဒဏ်ရာ2ချက်ရရှိခဲ့ပြီးတရားခံမင်းခန့်ကိုကရွှေတဲ့ပစ္စည်းမျိုးစုံနဲ့ဖုန်း3လုံးအပါဝင်စုစုပေါင်းကာလတန်ဖိုးငွေကျပ်985သိန်းဖို့ခန့်လူယူထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။လက်တလုံးမှာစိုးပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတောင်ကလာပါရဲစခန်းကအမှုဖွင့်လင်ကတိုက်ကြီးမြို့နယ်လိမ္မော်ချန်ကျေးရွာမှာနေတဲ့တရားခံမင်းခန့်ကိုကောမင်းခန့်အသက်32နှစ်ကိုဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်ရှင်။နေပြည်တော်လဲဝေးကလူငယ်တို့မိခင်ကဆေးဝယ်ကိုင်းလို့သွားရာကပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။နေပြီးတော့လဲဝေးမြို့နယ်ကျုပ်ပင်ကြီးရွာနေလူငယ်တို့ဟာမိခင်ဖြစ်သူကဆေးဝယ်ကိုင်းလို့စီးသားဝယ်ရာကလမ်းမှာပေါ်တာဆွဲဖမ်းဆီးတာခံလိုက်ရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ9ရက်မွန်းလယ်2နာရီခန့်ကလဲဝေးမြို့နယ်ကျုပ်ပင်ကြီးရွာနေဦးသိန်းနိုင်အောင်ရဲ့သားဖြစ်သူအသက်30အရွယ်ရှိအောင်ကျော်မင်းဟာလမ်းပြေမနာကိုစီးသားဝယ်စဉ်အရက်အခေါ်လမ်းပြေမနာတောင်ကျောင်းစုအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကပေါ်တာဆွဲဖမ်းဆီးတာခံလိုက်ရတယ်လို့သိရပါတယ်။သူတို့အိမ်မှာကသားဆိုလို့သူတယောက်တည်းရှိတာသူပဲမိသားစုကိုလှုပ်ကြွေးနေတာသူ့ဖေကလေးဖြန်းတာတော့မလှုပ်ကြွေးနိုင်တော့ဘူးသူ့အမေကစီးချိုဖြစ်နေတာ15နှစ်ရှိပြီတစ်ခွဲကပေးခိုင်းရင်စီးချိုစီးမဖို့မင်းလမ်းပြေမနာမှာဝယ်ခိုင်းလိုက်တာအဲ့နေ့9ရက်နေ့နေ့ကင်း2နာရီလောက်ကမိုးတွေတအားရွာနေတာ3နာရီလောက်ကြာဖမ်းခံရတဲ့ဖုန်းဆက်လို့ပြောမှအကျိုးအကြောင်းပြန်သိရတာလို့ဖမ်းဆီးခံရသူအောင်ကျော်မင်းနဲ့နှီးဆက်သူကမြို့တော်ကိုပြောပါတယ်အောင်ကျော်မင်းကိုလမ်းပြေမနာတောင်ကျောင်းစုအုပ်ချုပ်ရေးမှူးကိုတန်းဝင်းရာရီမှူးကိုမြသိန်းတဲ့အဖွဲ့ကဖမ်းဆီးခဲ့ပြီးသူတို့ရွာရဲ့ကိုစားစစ်မှုထမ်းမှုအတွက်တက်ခိနာမြို့နယ်ထွေအုပ်ရုံးကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ကျိုးပင်ကြီးရွာနေအောင်ကျော်မင်းနဲ့အတူဖမ်းဆီးခံရသူ73ဦးခန့်ဟာအခန်းထဲမှာဆေးရက်ခန့်ခြုံနှောင်ခံခဲ့ရပြီးရွာတော်တပ်သားစုဆောင်ရေးစခန်းကိုပို့ဆောင်ခံခဲ့ရတယ်လို့သိရပါတယ်။အလားတူပြီးခဲ့တဲ့ဇူလိုင်လ18ရက်နေ့ကလည်းပြည်မနာမြို့နယ်ကင်မိုတန်ကျေးရွာနေဦးကျော်ရဲ့သားဖြစ်သူအသက်26နှစ်အရွယ်ရှိတန်ရဲစောဟာဘောဂသီရိကာကြီးကွင်းအနားမှာပြည်မနာမြို့မှာရဲစခန်းမှာအတူရဲအုပ်နန်းဝင်ရဲတပ်သားလင်းထွန်းရဲတရင်ပင်မုံလုံးကြီးခေါ်ကျော်သက်ဦးစင်သေးရွာမှမိုးဝင်တပ်တော်ဝင်းတို့ရဲ့ဖမ်းဆီးတာခံခဲ့ရပြီးစစ်မှုထမ်းနဲ့ထဲတာခံခဲ့ရတယ်လို့သိရပါတယ်ရှင်။ရေဘေးသင့်ပြည်သူတို့ရဲ့စိတ်ထားအွန်လိုင်းမှာချီးကျူးခံနေရတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။အေယာဝတီတိုင်းလေးမျက်နှာမြို့နယ်မှာလွန်ခဲ့တဲ့ဇူလိုင်လ30ရက်နေ့ကငဝုံမြစ်ရေကာတာကျိုးပေါက်ခဲ့တာကြောင့်မြို့နယ်တစ်ခုလုံးနီးပါးရုတ်တရက်ရေကြီးရေရှမ်းမှုနဲ့ရင်ဆိုင်ခဲ့ရပြီးရေဘေးသင့်ပြည်သူတွေအရေးပေါ်စားနပ်ရိက္ခာနဲ့ကယ်ဆယ်ရေးကူညီတွေလိုအပ်နေပါတယ်
ဒီလိုရေဘေးဒုက္ခကြုံတွေ့နေရချိန်မှာကယ်ဆယ်ရေးအဖွဲ့တွေကလာရောက်ထပ်ပန်းနေစားနပ်ရိက္ခာတွေအနက်မိမိအတွက်လိုအပ်တဲ့လောက်သာယူပြီးကျန်တာတွေကိုပုံမခက်ခဲနေတဲ့အခြားသူတွေစီတောက်ရောက်ပေးဖို့ညွှန်ပြပြောဆိုခဲ့တဲ့ရေဘေးသင့်ပြည်သူတို့ရဲ့ရုပ်သံဖိုင်ဟာလည်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေပါတယ်။အဆိုပါရုပ်သံဖိုင်ထဲမှာရေးပေးတဲ့ပြည်သူတို့ကမိမိတို့မှာရသလောက်လေးနဲ့ဖြစ်သလိုစားတောက်လို့ရသေးတာကြောင့်ပုံမခက်ခဲနေတဲ့အခြားသူတွေစီသာတွားရောက်ကူညီပေးဖို့ကယ်ဆယ်ရေးအဖွဲ့တွေကိုညွှန်ပြပြောဆိုခဲ့တာကိုမြင်တွေ့ရတာပါမပေးပါနဲ့မပေးပါနဲ့ရှေ့မှာလူတွေရှိသေးတယ်ဆိုတော့အသက်50နဲ့60အရွယ်ကြားရှိတဲ့ NGO ရဲ့ပြောစကားကိုအွန်လိုင်းအသုံးပြုသူတွေအကြားချီးကျူးပြောဆိုနေကြတာပဲဖြစ်ပါတယ်တော်တော်များများကအခုကာလမှာငါပဲယူမယ်ငါအတွက်ပဲဆိုတဲ့စိတ်ဓာတ်တွေများတယ်တဘာဝဘေးအန္တရာယ်ကြောက်ရောက်နေတဲ့ကာလမှာအခုလိုစိတ်ဓာတ်မျိုးတွေ့တော့ဝမ်းနဲ့ဝမ်းသာဖြစ်မိပါတယ်လို့လေးမျက်နှာပြည်သူတို့ကမြို့တော်ကိုမှတ်ချက်ပေးပါတယ်။လက်ရှိမှာအဆိုပါရေးပေးတဲ့ဒေတာတွေကိုကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီးကုညီကယ်ဆယ်ရေးနဲ့ထောက်ပံ့ရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ KTV သွားဖို့ငွေလို့ဆိုင်ကယ်အငှားယာဉ်မောင်းကိုတက်ကဆိုင်ကယ်ကိုလူယူရောင်းစားတဲ့လူငယ်3ဦးကိုဖမ်းဆီးရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်မော်လမြိုင်မြို့မှာဆိုင်ကယ်ကယ်ရီသမားကိုတက်ကဆိုင်ကယ်လူယူခဲ့တဲ့ဖြစ်စဉ်ကတရက်ခံတွေကိုဖမ်းဆီးရမိခဲ့ပြီး KTV သွားဖို့ပတ်စံလိုတာကြောင့်အခုလိုလူသက်လူရက်ခဲ့တာလို့သိရပါတယ်။ဇူလိုင်လ1ရက်နေ့ညနေ9:00နာရီခွဲခန့်ကမော်လမြိုင်မြို့တိရိမြိုင်ရက်ကွက်စာရေးကြီးကုန်းရက်စက်ချုပ်6လမ်းမှာနေထိုင်တဲ့အသက်43နှစ်အရွယ်ဆိုင်ကယ်အငှားယာဉ်မောင်းဦးအောင်ဟင်းဟာနေအိမ်ကနေဆိုင်ကယ်နဲ့ထွက်သွားပြီးနောက်အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ2ရက်နေ့မနက်6:00နာရီခန့်မှာလမ်းလုံသားတဦးကဖုန်းကောက်ရထားတယ်လို့ဆက်သွယ်လာခဲ့တာကြောင့်ဖုန်းကြပြောက်တဲ့နေရာကိုမိသားစုဝင်တွေကတောက်ရောက်ရှာဖွေကြရာကမော်လမြိုင်တောင်ပေါ်တက်လန်းဦးကန်ဒီဖျားရှိချစ်သူလန်းကြားအနီးမှာတိတ်ဆုံးနေတဲ့ဦးအောင်ဟင်းရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြတယ်လို့သိရပါတယ်။လေပင်းညာဘက်မှာထိုးတင်တန်ရ3ချက်တွေ့တယ်။ရဲက CCTV တွေလိုက်စစ်ပြီးတရက်ခန့်ဖမ်းတာမှာလူငယ်3ယောက်ကိုဖမ်းမိတယ်။သူတို့ထွက်ဆိုတာကတော့ KTV သွားဖို့ငွေလို့ပြောတယ်လို့ဒေသခံတို့ကမြို့တော်ကိုပြောပါတယ်။အခင်းဖြစ်ပွားပြီးနောက် CCTV မှတ်တမ်းတွေနဲ့လိုက်လံစစ်ဆေးရာကဆိုင်ကယ်အငှားယာဉ်မောင်းကိုဓာတ်နဲ့ထိုးတက်ပြီးဆိုင်ကယ်လူယူခဲ့တဲ့ဆိုတဲ့လူငယ်3ဦးကိုမြဝတီစင်းကြိုင်နဲ့ကြံကင်းမြို့တွေမှာဖမ်းဆီးရမိခဲ့တယ်လို့ရင်းနဲ့နှီးစပ်တဲ့သတင်းရင်းမြစ်တွေထံကတဆင့်သိရပါတယ်။ CCTV ပြန်စစ်တော့ဆိုင်ကယ်နောက်မှာယောက်ျားလေး3ယောက်လိုက်လာတယ်။မြိန်သားရကရွှေတန်းစင် KTV ကနေထွက်လာတာ။အဲကနေအစစ်စစ်လိုက်စစ်တော့တရက်ခန့်လူငယ်3ဦးကိုမိတာ။ဆိုင်ကယ်ကို14,900,000နဲ့ရောင်းစားပြီးတော့ငွေကိုသူတို့ညီမတယောက်စီအပ်ပြီးမြဝတီဘက်ထွက်ပြေးတာလို့ဒေသခံတို့ကထပ်မံပြောဆိုပါတယ်။ဖမ်းဆီးခံရသူတွေဟာအသက်20အရွယ်တိုးချစ်လင်းခေါ်မွန်လင်းအသက်19နှစ်အရွယ်ဖြိုးဝေကျော်ခေါ်ကျွန်းကိုထက်နဲ့အသက်19နှစ်အရွယ်လာရောက်ခန့်ခေါ်ဝါတုတ်တို့ဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူ3ဦးစလုံးကိုစစ်ကဲကုန်းနယ်မြေရဲစခန်းမှာအမှုဖွင့်ထားပြီးဆွဆွဲချက်တွေနဲ့ထွက်ဆိုချက်တွေကိုတရားရုံးကစီစစ်ကအရေးယူဖို့လှုံ့ဆော်နေတယ်လို့သိရပါတယ်ရှင်။ဝက်လက်မြို့နယ်ကမိုးဆိုးချုံရွာမကျေးရွာမှာစပားရောက်တဲ့ငွေကိုဓမြတိုက်ကလူကိုလည်းတနက်နဲ့ပစ်သွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဝက်လက်မြို့နယ်ကတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်စိုးမိုးထားရာကျေးရွာတစ်ခုမှာဓမြတိုက်လူတက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဩဂတ်လ1ရက်နေ့ကတော်လိုင်းတပ်တွေစိုးမိုးထားတဲ့ဝက်လက်မြို့နယ်မိုးဆိုးချုံရွာမကျေးရွာမှာနေထိုင်တဲ့အသက်60အရွယ်ဦးစော်ထွန်းနဲ့ဒေါ်မမာတို့နေထိုင်တဲ့နေအိမ်ကိုဆိုင်ကယ်2စီးနဲ့မျက်နှာဖုံးစွပ်လူ6ဦးဝင်ရောက်လာပြီးနောက်စပားရောက်တဲ့ငွေတွေကိုယူကဦးစော်ထွန်းကိုတနက်နဲ့ပစ်သွားခဲ့တယ်လို့သိရပါတယ်။သူတို့နှစ်ယောက်တည်းရှိတဲ့အချိန်တနက်နဲ့ထောက်အိမ်ပေါ်ကနေအောက်ဆင်းခိုင်းပြီးကျိုးနဲ့ချီထားတာပြီးတော့ငွေနဲ့ဖုန်းတွေယူပြီးပြန်လွှတ်ပေးတယ်။ဓမြတွေပြန်တော့ယောက်ျားဖြစ်သူကိုအပြင်ကနေလှမ်းပစ်သွားတာလို့ဒေသခံတို့ကပြောပါတယ်။ဓမြတိုက်သွားတဲ့သူတွေဟာစပားရောင်းထားတဲ့ငွေ350နဲ့ဖုန်းလေးလုံးကိုယူဆောင်သွားတယ်လို့သိရပြီးအမျိုးသမီးဖြစ်သူဟာဓမြတွေထွက်သွားချိန်မှာပတ်ဝန်းကျင်ကိုအကူအညီတောင်းခဲ့ရတယ်လို့ဆိုပါတယ်။ဒီဘက်တွေမှာဆိုင်ကယ်ခိုးမှုတွေအဖြစ်များတယ်။တော်လိုင်းတပ်တွေဘက်ကလည်းဥပဒေနဲ့အညီထိထိရောက်လှုပ်စေခြင်းနဲ့အခုဖြစ်ရက်ကတော်လိုင်းတပ်တွေဘက်ကိုအထင်လွဲစရာတွေဖြစ်လာနိုင်တယ်။အခုတက်ခံရတဲ့သူတွေကပတ်စံရှိကြတယ်။တက်တဲ့သူတွေကလည်းလူရင်းတွေကလည်းပါမယ်လို့ဒေသခံတို့ကထပ်မံပြောဆိုပါတယ်။အခင်းဖြစ်ပွားရာအိမ်ကိုဝက်လက်မြို့နယ်ပကဖာကလာရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးကြီးစံခုံတွေကိုတင်စီသွားခဲ့တယ်လို့သိရပါတယ်။ဝက်လက်မြို့နယ်မိုးဆိုးချုံရွာမကျေးရွာဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့နေရာတစ်ခုဖြစ်ပြီးရွာနဲ့3မိုင်အကွာမှာအာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ဟန်လင်းရွာရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ23ရက်နေ့ညကလည်းဝက်လက်မြို့နယ်လှတော်ကျေးရွာကနေအိမ်တအိမ်ကိုဓမြတိုက်ကလူတက်မှုဖြစ်ပွားခဲ့သေးတယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်မှာဆိုင်ကယ်ကိုရှောင်ရာကကားတစ်စီးတိမ်းမှောက်ပြီးကားပေါ်ပါသူတွေစိုးရိမ်ရဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြည်တော်ဇေယျသီရိမြို့နယ်ရန်ကုန်မန္တလေးလမ်းဟောင်းမှာဆိုင်ကယ်ကိုရှောင်ရာကအင်စီကားတစ်စီးတစ်ပတ်လဲတိမ်းမှောက်သွားခဲ့ပြီးကားပေါ်ပါလာသူတွေစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပါတယ်။
ဇူလိုင်လ2ရက်နေ့ညနေပိုင်းကရန်ကုန်မန္တလေးလမ်းဟောင်းဇေယျသီရိမြို့နယ်မရင်ကြီးကျေးရွာအနီးမှာဆိုင်ငယ်ကိုရှောင်ရင်းအင်ကားဒဘယ်ကတ်တစီတိမ်မောက်ခဲ့တာကြောင့်တန်ဃာတော်တစ်ပါးနဲ့လူ6ဦးစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကားရှိဆိုင်ငယ်ဝင်လာလို့ကားကိုကွေးရှောင်လိုက်တာအရှင်ကြောင့်တပတ်လဲပြီးတိမ်မောက်သွားတာကားဘော်ကလူတွေပါလွင့်စင်ကုန်နေဒဏ်ရာကအတော်ပြင်းထန်ရကြတယ်အသက်အန္တရာယ်စိုးရိမ်ရတယ်စေယုံထီတော့ရအောင်ပို့ဆောင်ခဲ့တယ်အခြေအနေကတော့စောင့်ကြည့်နေရတော့မယ်လို့ဒေသခံတို့ကမြို့တော်ကိုပြောပါတယ်တန်ဃာတော်တစ်ပါးနဲ့အမျိုးသားတို့အမျိုးသမီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပြီးဒဏ်ရာရရှိသူတွေဟာစိုးရိမ်ရတာကြောင့်နေပြည်တော်ကရင်ထောင်ပြည်သူစေယုံကြီးကိုအချိန်မီပို့ဆောင်ပေးခဲ့တယ်လို့ဂီယူနာရှိလူမှုကွန်ရက်အသင်းပရဟိတအသင်းထံကသိရပါရရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မော်စကိုကစားတောက်ဆိုင်ဒီဇိုင်းအနီးမှာလက်လုံပုံးပောက်ကွဲမှုကြောင့်အနည်းဆုံးလူ3ဦးသေဆုံးပြီး22ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရုရှားနိုင်ငံမော်စကိုမြို့လေကဇေကန်စားတောက်ဆိုင်ဒီဇိုင်းအနီးမှာအမျိုးသမီး2ဦးတေဆောင်လာတဲ့လက်လုံပုံးပောက်ကွဲမှုကြောင့်အနည်းဆုံးလူ3ဦးသေဆုံးပြီး22ဦးဒဏ်ရာရရှိခဲ့တယ်လို့ရုရှားအာဏာပိုင်တွေကပြောဆိုလိုက်ပါတယ်။အဆိုပါတိုက်ခိုက်မှုဟာယူကရိန်းစစ်ပွဲနဲ့ဆက်နွယ်နေနိုင်တယ်လို့ဆိုပြီးလူမှုကွန်ရက်ပေါ်မှာအတိမပြုနိုင်သေးတဲ့အထင်ကြီးပြီးပြောဆိုမှုတွေလည်းထွက်ပေါ်နေပါတယ်။လက်လုံပုံပောက်ကွဲမှုဟာစနေနေ့ည8:00နာရီမတိုင်မီမော်စကိုမြို့ကူဒရစ်စကာယာရင်ပြင်အနီးရှိအီတလီစားတောက်ဆိုင်ဘော်ဇီရော်စီအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီးအဆိုပါစားတောက်ဆိုင်ဟာဆိုဗီယက်ခေတ်စတာလင်လက်ထက်ကတည်ဆောက်ခဲ့တဲ့မော်စကိုမြို့ရဲ့အထက်မြင့်အဆောက်အုံ9ခုထဲကတစ်ခုတည်ရှိတာဖြစ်ပါတယ်။ရုရှားမြို့သားအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ NAK ရဲ့ထုတ်ပြန်ချက်အရအမည်မသိအမျိုးသမီးတို့ဟာကိုယ်တိုင်ပြုလုပ်ထားတဲ့ဖောက်ခွဲရေးပစ္စည်းကိုသယ်ဆောင်ပြီးစားတောက်ဆိုင်ထဲဝင်ရောက်ဖို့ကြိုးစားခဲ့ပေမယ့်လုံခြုံရေးဝန်ထမ်းတွေကတားဆီးနေစဉ်ပောက်ကွဲခဲ့ကဖုံးတယ်လာတဲ့အမျိုးသမီးအပါအဝင်လုံခြုံရေးဝန်ထမ်း2ဦးနဲ့လာရောက်စားတောက်သူ2ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ရုရှားနိုင်ငံက RAN TV သတင်းဌာနကတော့အဆိုပါဘုံပောက်ကွဲမှုမှာစစ်ရုံတင်ထားရသူ2ဦးထပ်မံသေဆုံးခဲ့တာကြောင့်သေဆုံးသူ9ဦးအထိရှိလာတယ်လို့ဖော်ပြခဲ့ပေမယ့်ဒီသတင်းကိုရုရှားအာဏာပိုင်တွေဘက်ကတရားဝင်အတည်ပြုထားခြင်းမရှိသေးပါဘူး။လက်ရှိမှာတော့ဒီဖြစ်စဉ်ကြောင့်ဒဏ်ရာရရှိသူတွေက6ဦးဟာစိုးရိမ်ရတဲ့အခြေအနေမှာရှိနေတော့မယ်လို့ RAN TV သတင်းဌာနကဖော်ပြထားပါတယ်ရှင်။မြို့တော်ရဲ့ညစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါထူးခြားတဲ့သတင်းတွေကိုညစဉ်တင်ဆက်ပေးမှာဖြစ်လို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာပြီးဆရာနာရှင်စနေဆိုလက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေကြောင်းနဲ့တဘာဝဘေးအန္တရာယ်အသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်